စောစီဗျာကျွန်တော်တဲုံပြလာကောင်းမနဲ့တဲုံတစ်လုံးဆိုတော့ဘာလဲဆိုရင်ကျွန်တော်ပြတယ်နော်အနည်းဆုံးတဲုံတစ်လုံးကရှေ့ပြက်ကိုကြည့်လိုက်ပြက်ကဒါလှုပ်ရှင်တဲ့လူတွေအတွက်အတိုင်းပဲတချို့ဂျူးတဲသမားမဟုတ်ဘူးထင်တယ်သလားတဲုံတွေလို့ရောင်နေအောင်ကျွန်တော်မြင်ရတွေ့ရလို့ဘာသာရှင်ကြီးကိုတွေတွေ့ပြလာဒီမှာတွေ့တယ်ကျွန်တော်ပြေဘူးအောင်လည်းစောစီဆိုရှာမတွေ့ရနဲ့ဒီဟာစကူးလုံးမှာရှိထားပြီးတယ်စကူးလုံးမှာပြီးတယ်ရှေ့ပြက်ထတက်ထင်ကိုဒီမှာစပလင်ရရှိမှာနော်စကူးလုံးမှာရှိတယ်ဒီမှာပြက်ဦးဒါမကောက်ဒီမှာစကူးလုံးမှာအရင်ကျွန်တော်လိုက်ပါပြီစကူးလုံးမှာနော်ဒီဖျားမှာဆိုရင်ဟာနှစ်လက်မှာလည်းဆိုရင်စကူး20လက်မှာရှိတယ်နော်အဲ့ဒါပြက်တက်20လက်မှာဒီမှာတဲုံလုံးကအနည်းဆုံးရှိတော့8ခွဲဒါကကျွန်တော်ကဘေးတက်နော်ဘေးတက်ကအရှိနောက်က8ခွဲဒီဘေးကမကောက်ဘူးဒီဘေးတာဆိုဘယ်လောက်ရှိမလဲ10လောက်မှရှိရတွေ့လားနော်ဘိုက်ဆိုတဲ့အဲ့လောက်ကိုအနည်းဆုံးအဲ့လောက်တော့ရှိနေရမယ်ရှိရဒါမှလည်းဂျိုးကဒါလေပြောက်တွေဆိုလေပြောက်ဆိုတော့နင်းမှမိရနော်အဲဒီလိုရှာတန်းရှင်းနေရမယ်နင်းကကောင်းနေရမယ်နင်းတို့ကောင်းနေရမယ်နောက်တစ်ခုဒါဒီကျွန်တော်ဆိုလင်းပြတဲအောင်ဒါယူဖို့မြန်မာတဲအောင်အနည်းဆုံးရှိအောင်ဆိုဟိုင်းမှာကြည့်လိုက်တဲအောင်ရှိရနေပေါ့ဘယ်လောက်ရှိလဲစကူးလက်မတော့တလက်မပဲရော့တယ်နော်18လက်မရှိတယ်အဲ့ဒါမှလားဂျိုးကမိကောင်းတာတဲအောင်အုံလုံးနေဆက်တဲ့ခါမှာတီးသက်ဆိုင်နေရမယ်လုံးဝအတွေ့ရမှာဒီမှာလက်တန်းဝင်လို့မရအောင်နော်မာနေရမှာတောက်နေရမယ်ဒါတွေကအောက်ကချီနှင်းကွက်တွေလှနေရမယ်ချီဝင်ချီနီးတွေစိတ်ဝင်စိတ်နေရပြီးဆိုလည်းမလုံးနဲ့အခုကရောင်းတာဆိုပြီးဆိုလည်းမလုံးနဲ့ကျွန်တော်တကယ်ပြောပြရောင်းတာဆိုလုံးဝပြီးဆိုလည်းမလုံးနဲ့ဒါကျွန်တော်ကရောင်းတာကိုကျွန်တော်ဆိုဝါနာဘာလို့ကောကိုလောက်ပြီးတော့ကောကိုကင်တဲ့လူပဲရှိသေးတယ်ဘောလာတွေမီးတယ်တုံတလို့ကျွန်တော်ထိုးရင်အနည်းဆုံး3ရက်4ရက်ဒါလောက်ထိုးကထိုင်နေမလုံးနိုင်ခါတောင်းတယ်ဒီမှာတွေ့ရဒီမှာတဲအောင်ဆိုဒီတဲအောင်ဆိုဘယ်လောက်ရှိမလဲတိုင်းရကြည့်အဲ့မှာစကူးလက်မနော်စကူးလက်မဒီမှာဖြောင်းမှာယုံဖြောင်းမှာတလက်မပါလက်မ20ရှိတယ်ဒါစီးပွားရေးတခုလိုလုံနေတယ်လို့ပြောပါတဲအောင်တစ်လုံးကခိုင်နေရမယ်ဗျာလုံးဝခိုင်ခန့်နေရမယ်ပေါ်ပါနေရမယ်မာကျစ်နေရမယ်ဂျိုးလည်းအမိကောင်းနေရမယ်ရေရှည်အတွက်လည်းအသုံးပြုတာနေရမယ်ဟောတဲအောင်တစ်လုံးခင်ဗျားလောက်စားတာတစ်လုံးကို4000ကျော်ရောင်းစားနေအားကြောင့်ကျွန်တော်ပြောပြတာတခြားလောက်ပါသက်သက်ရဲ့လောက်ပါ